devastating earthquake shook Myanmar on Friday with over 1,000 lives lost and thousands more injured. Disaster experts say it could be strongest in the decades. On March 28, 2025, a powerful earthquake struck parts of Myanmar, shaking homes, terrifying families, and leaving many in need. Our hearts go out to everyone affected by this tragedy. If you're watching this video, please consider helping those in need through verified organizations listed in the description. Hello မဲ့တာလီဆိုပါဒီနေ့မှာတော့အရင်ခေတ်ကလူတွေကငလျင်လှုပ်တဲ့အကြောင်းအရာဘာကြောင့်လို့ထင်ခဲ့ကြလဲငလျင်လှုပ်တော့မယ်ဆိုတာကိုဘယ်လိုခန့်မှန်းခဲ့ကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်ကြရအောင်ပိုင်းတစ်ကနာရီလာကြောင်းအများသိပ္ပံနည်းပညာကငလျင်တိုင်းတာရေးဆက်တွေကမ္ဘာကြောက်လွှားရေးအကြောင်းမရှင်းပြနိုင်သေးခင်တော့ဟာလူတွေကခေါင်းငင်ပေါ်တွေမြည်ကြီးရဲကနေပြီးတော့ငလျင်လှုပ်ရတဲ့အကြောင်းအရာတွေကိုရှာဖွေခဲ့ကြပါတယ်အဲ့ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့ငလျင်တန်းနာရီလာကြောင်းအရာတချို့ကျွန်တော်ပြောပြပါမယ်ဂျပန်နာမစုအေယာမငခုကြီးဂျပန်ရိုးရာအရမြည်ကြီးထဲမှာနာမစုလို့ခေါ်တဲ့အေယာမငခုကြီးတစ်ကောင်ရှိပါတယ်အဲ့ဒီငခုကြီးကိုခါရှိမာလို့ခေါ်တဲ့ဂျပန်နတ်ဖျားကြောက်တုံးတွေနဲ့ဖိပြီးတော့ထိမ့်သိမ်းထားခဲ့တာပါသူအာရုံလွတ်သွားတဲ့အချိန်မှာတော့အဲ့ငါးကြီးကလှုပ်ပြီးတော့ငလျင်လှုပ်တယ်လို့ယုံကြည်ခဲ့ကြပါဒီအကြောင်းကိုစူဇူမင်းတို့တိုးကြီးမာရီဆိုတဲ့အနီမဲထဲမှာပြန်ယူပြီးတော့ရိုက်ထားတော့တွေ့နိုင်ပါတယ်တရုတ်အောင်အေယာမလေးကြီးအခုယူနန်ပြည်နယ်ဖြစ်လာမယ့်နေရာမှာလွန်ခဲ့တဲ့နှစ်ထောင်ကျော်လောက်ကနန်ဇူးဘရင်ကနန်းဆိုင်ခဲ့ကြပါတယ်အဲ့ဒီခေတ်ကလူတွေကအဲဟန်ရေကန်ကြီးရဲ့အောက်မှာအေယာမလက်ကြီးတစ်ကောင်ရှိပြီးတော့သူအိတ်နေတော့လှုပ်တာမျက်တောင်ခတ်တာတွေကြောင့်ငလျင်လှုပ်တာလို့လူတွေကယုံကြည်ခဲ့ကြပါတယ်အဟောစရာကောင်းတာဒီဟာနှစ်90ကြာလို့ရှိရင်ငလျင်ငယ်လေးတွေလှုပ်မယ်နှစ်400ကြာရင်ငလျင်ကြီးတွေလှုပ်မယ်ဆိုတဲ့အထိကိုခံမှန်းနိုင်ခဲ့တာပါတကယ်ရှိရင်တော့အဲ့လေကြီးကိုမလွတ်အောင်ထိန်းနိုင်ငလျင်တွေမလှုပ်တော့ဘူးလို့ကျွန်တော်ထင်ပါတယ်ဟိန္ဒူစင်နေတဲ့ကဘာကြီးဟိန္ဒူရှေးခေတ်ကအယူအဆတွေမှာစင်တွေကကဘာကြီးကိုကြောကုန်းပေါ်မှာထမ်းထားတယ်လို့ထင်ကြပါတယ်ဒီစင်ကြီးတွေလှုပ်တာကြောင့်ငလျင်လှုပ်တယ်လို့လည်းယူဆခဲ့ကြပါတယ်ဒါကအံ့ဩစရာကောင်းတဲ့ယူဆရုပ်တစ်ခုပါ North Loki ရဲ့ဖြစ်တာအခုနော်ဝေးဒိန်းမတ်ဆွီဒင်နဲ့ဖင်လန်နိုင်ငံတွေဖြစ်လာမဲ့ဒေတာစကန်ဒီနေဗီးယားလူမျိုးတွေကတော့လိုကီကြောင့်ငလျင်လှုပ်တာလို့ယုံကြည်ခဲ့ကြပါတယ်ဟုတ်ပါတယ်မာဗယ်ကလိုကီပါလှည့်စားတဲ့ငှက်ဖျားလိုကီကိုဖျားအပြစ်ပေးတဲ့အနေနဲ့ကဘာမြေကြီးရဲ့အောက်မှာပိတ်ထားခဲ့ပါတယ်မွေစိတ်တွေကသူ့ပေါ်တစ်စက်ချင်းကျနေခဲ့ပါတယ်အဲ့ဒီမွေစိတ်တစ်စက်သူ့မျက်နှာပေါ်ကျတိုင်းသူကနာကျင်လွန်းလို့လှုပ်တာကြောင့်ကဘာမြေကြီးကလှုပ်တယ်လို့ North Scandinavia လူမျိုးတွေကယုံကြည်ခဲ့ကြပါတယ် Greek Poseidon
Zeus. ဂရိဒဏ္ဍာရီရတော့ပင်လယ်နက်ဖျားဖြစ်တဲ့ပိုဆိုင်တော့ငလျင်တွေဖြစ်စေခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်။သူစိတ်ဆိုးတဲ့အချိန်မှာသူ့ရဲ့အသွားသုံးခုပါတဲ့လက်နက်ကြီးနဲ့မြေကြီးကိုရိုက်လိုက်တိုင်းငလျင်လှုပ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။အပိုင်းနဲ့ရှေးခေတ်လေ့လာမှုများနဲ့တဘာဝတွဲလွန်စာများဒဏ္ဍာရီတွေကငလျင်လှုပ်တဲ့အကြောင်းရင်းကိုပြီးနိုင်ခဲ့ပြီးတော့လေ့လာမှုတွေကငလျင်လှုပ်တာတွေတွဲလွန်စာတွေကိုပြီးနိုင်ခဲ့ပါတယ်။သိပ္ပံနည်းအရတိုင်းတာမှုတွေဂျိုရုဓာတ်ပုံနဲ့မတိုင်ခင်ကတည်းကလူတွေကသူတို့ရဲ့ပတ်ဝန်းကျင်တဘာဝအပြောင်းလဲတွေနဲ့တဘာဝကက်ကြီးတွေကိုခံမှန်းနိုင်နေကြပါတယ်။ဒါတွေကပုံမြင်တတ်မဟုတ်ပဲနဲ့အခုထိတေချာလေးလာပြီးတော့အစင်းစင်းလက်ဆင့်ကမ်းလာကြတယ်။ရှာဖွေတွေ့ရှိမှုအချက်လက်တွေဖြစ်ပြီးတော့အမှန်တကယ်လေးကြုံတွေ့နေကြတာဖြစ်ပါတယ်။လူတွေကတဘာဝပတ်ဝန်းကျင်အပြောင်းလဲတွေမှာတူညီမှုတွေရှိနေတာကိုရိပ်မိပြီးတော့ခံမှန်းနိုင်ကြတာလည်းဖြစ်ပါတယ်။တိရစ္ဆာန်အမှုရာသို့မဟုတ်တဘာဝရဲ့ပထမအဆုံးချက်ပြီးစနစ်လူတွေကအစောဆုံးရိပ်မိကြတာတိရစ္ဆာန်တွေရဲ့ပုံမှန်နဲ့မတူတဲ့အမူအရာတွေပဲဖြစ်ပါတယ်။ခွေးဟောင်တာဆလို့ငှက်ပြန်တာမွေထွက်လာတာမျိုးပေါ့။တရုတ်ပြည်မှာ1985တော့မွေတွေတွင်းထဲကထွက်လာလို့လူတွေကိုရွှေ့ပြောင်းစေခဲ့ပါတယ်။အဲ့ဒါပဲငလျင်ဘေးကနေလူထောင်ပေါင်းများစွာရဲ့အသက်ကိုကယ်နိုင်ခဲ့ပါတယ်။ဒါတွေကိုဒီဗီဒီယိုတွေရဲ့တက်တည်ပြနေပါတယ်။ That animal's sixth sense is the stuff of legends. Anytime she carries on like that, there's something wrong. Lassie always knew when Timmy was in danger. Thanks, Lassie. But zookeepers at the National Zoo see evidence in yesterday's earthquake that the sixth sense is real. Everything we see suggests that they do sense an earthquake before it's happening. The lemurs were giving alarm calls, so 15 minutes before the earthquake, they were alarm calling across to each other. And not just lemurs, they tell us the flamingos huddled together before the quake and stayed that way until the ground stopped shaking. And look over here, that's Mandara. Zoo officials say that moments before the earthquake hit, she ran over, she grabbed her baby and climbed up that structure over there and was up there as the earth shook. The phenomenon has never been proven, but during the 2004 Asian tsunami, there were widespread reports of animals fleeing to high ground before it struck. And then there's the quake in Haicheng, China in 1975. Officials ordered an evacuation the day before, in part because of peculiar animal behavior, saving thousands. ရေငလျင်တိုင်းတာကြီးတချို့ဒေသတွေမှာရေတွင်းထဲကရေတွေကနောက်ကျလာတာမျိုးရုတ်တရက်ခန်းသွားတာမျိုးနဲ့အနံဆိုးထွက်လာတာမျိုးတွေကလေငလျင်ကိုကြိုတင်ခံမှန်းနိုင်ပါတယ်တချို့ဆိုရေအမြင့်ပေကျသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒါမျိုးကဖြစ်တာများလို့တော့ငလျင်အလှုပ်များတဲ့ဂျပန်နဲ့တရုတ်ကရှေးလူကြီးတွေဟာရေတွင်းကိုအမြဲစောင့်ကြည့်နေတာမျိုးတွေလုပ်ပြီးတော့ငလျင်ကိုခံမှန်းနိုင်ကြပါတယ်ခေါင်းငင်ငလျင်ချက်ပေးစနစ်ငလျင်မလုပ်ခင်ချိန်ပိုင်းအလိုမှာတိမ်တောက်တာထူးဆန်းတဲ့အလင်းပေါ်တာတွေနဲ့အသက်ရှူခဏအောင်တို့လိုမျိုးခေါင်းငင်ကြီးငြိမ်သွားတာမျိုးတွေရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ဒါကိုအိန္ဒိယငလျင်မှာလည်းတွေ့ခဲ့တယ်လို့သတင်းဌာနတစ်ခုမှတင်ပြထားပါတယ်။အပင်ရိမ်းခါမှုတချို့ပင်တွေအထူးသဖြင့်ဝါးမျိုးနွယ်တွေကငလျင်မလုပ်ခင်လင်းမတိုက်ပဲနဲ့ကျူတင်ပြီးလှုပ်တာမျိုးတွေရှိတတ်ပါတယ်။ဂျပန်သိပ္ပံပညာရှင်တယောက်ကဒါကိုလေ့လာတာတော့တွေ့ရမှာအင်းဆက်များရောက်ရိုက်ခဲ့ခြင်းဂျပန်လေသမားတွေကပြည့်စိတ်တွေနဲ့ပြားတွေရဲ့လှုပ်ရှားမှုကိုသိချာမှတ်တမ်းတင်နေကြပါတယ်။သူတို့အတိုက်ပြောင်းတာမျိုးတွေလေကွင်းတွေကိုအစုအပြုံလိုက်ဖြတ်သွားတာမျိုးတွေကိုပေါ့။တချို့ဒေသမှာအင်းဆက်မလုပ်ခင်နိုင်ပိုင်းလိုမှာအစုအပြုံလိုက်ပြောင်းရွှေ့တာမျိုးတွေရှိကြပါတယ်။ဒါကို YouTube မှာတယောက်ကမှတ်တမ်းတင်ထားတာကိုတွေ့ရမှာပါ။ဒါရီကအမြဲမှန်တယ်လို့ပြောလို့မရပါဘူး
အနည်းဆုံးတော့အရင်ခေတ်ကလူတွေအတွက်ကြိုတင်ပြင်ဆင်လို့ရအောင်တော့ကူညီပေးနိုင်ခဲ့ပါတယ်အခုခေတ်ဒီတချို့ဗီဒီယိုတွေကြည့်ချင်းအဖြစ်တဘာဝကိုကြည့်ပြီးတော့တဘာဝကိုခံမှန်းတာအနည်းဆုံးတော့ထောက်ကူပြုတယ်ဆိုတွေ့ရမှာပါပိုင်းတော့အလင်းသိပ္ပံဘူမိဗေဒနဲ့သိပ္ပံနည်းပညာတိုးတက်မှုတွေကကျွန်တော်တို့ငလျင်အကြောင်းသိချပိုသိလာစေတာတော့အမှန်ပါကမ္ဘာကြောက်လွှာကြီးလှုပ်ရှားတာစကိုင်းပြက်လွေရောလိုမျိုးပြက်လွေကြောတွေကငလျင်ရဲ့အကြောင်းရင်းဖြစ်တယ်လို့တိုင်းတာရေးဆက်တွေနဲ့ Richter scale ကြတိကျတိုင်းနေနိုင်ပါပြီဒါပေမဲ့လေငလျင်ဘယ်ချိန်လှုပ်နေဘယ်နေရာမှာလှုပ်နေဆိုတာတော့တိတိကျကျမခံမနိုင်ကြသေးပါဘူးပိုင်းလေအလင်းုံခတ်မှန်းနိုင်ပြီလားနှစ်ပေါင်းများစွာသောလေ့လာမှုတွေစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပေမဲ့အခုထိတော့ငလျင်ကိုတိတိကျကျမခန့်မှန်းနိုင်သေးပါဘူးနောက်ဆက်တွဲငလျင်ဖြစ်မယ်ဆိုတာမျိုးတွေငလျင်အန္တရာယ်များတဲ့ဒေသတွေပြီးတော့ကြောက်လွှာကြီးရဲ့လှုပ်ရှားမှုတွက်ချက်တာမျိုးတွေတော့ပြုလုပ်နိုင်ကြပါပြီဂျပန်နဲ့မက္ကဆီကိုလိုနိုင်ငံတွေမှာငလျင်ကျူတင်အချက်ပေးစနစ်တွေကငလျင်ဆဆလောက်တာနဲ့ကျူတည်ပြီးတော့စက္ကန့်ပိုင်းအလိုမှာအလိုလျောက်အချက်ပေးတာမျိုးဆောင်ရွက်နေကြပါပြီစက္ကန့်ပိုင်းလို့ဆိုပေမဲ့ဒါလက်တွေ့မှာတော်တော်ထိရောက်ပါတယ်အနာဂတ်မှာ AI နည်းပညာဂျူရုအချက်လက်နဲ့ machine learning ကိုအသုံးပြုရတဲ့ technology တွေကလူတွေမတွေ့နိုင်သေးတဲ့အကြောင်းအရာတွေလူတွေသတိထားမမိလိုက်တဲ့အကြောင်းအရာတွေကိုရှာတွေ့နိုင်မယ်လို့မျှော်လင့်ရပါတယ်တရရက်တော့ငလျင်ကိုနေလားငါလားမေးနိုင်မှာပါအဲ့ဒီမတိုင်ခင်ထိကြိုတင်ပြင်ဆင်ခြင်းသတိထားခြင်းငလျင်တန်းကိုခံနိုင်မဲ့ခိုင်ခန့်တဲ့အဆောက်အုံတွေကိုစောက်လို့ချင်းငလျင်နဲ့ပတ်သက်ပြီးတော့ပညာပေးခြင်းနဲ့ပြင်ချင်းချင်းကူညီမှုတွေနဲ့ပဲကျွန်တော်တို့ငလျင်ကြောင့်အပျက်စီးအထိခိုက်နည်းအောင်ကြိုးစားကြအောင်ဖြစ်ပါတယ်စကိုင်းငလျင်ကြောင့်ထိခိုက်သွားတဲ့သူတွေကိုလည်းဆက်လက်ပြီးတော့ကူညီဖေးမကြဖို့ကျွန်တော်ဒီကနေအားလုံးတောင်းဆိုပါရစေအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့တော့ Hello, welcome to my YouTube channel, guys. Today I am going to make a new video, so please whatever. Please I want to reach 1 million likes, so please subscribe. Okay, thank you.